အကယ်ဒမီရောက်ဒီဟာ ဟုတ် ဟုတ်ရွှေစိန်ကသူပြီးလာတယ်နော် ပုံမှာနော်စိတ်ကအမိုက်စား ဟုတ်ဗလီသားရင်လေးဟန်နေတာပဲနော်ပါလိုက်တာ ဒီမှာဟိုရွှေပေါက်ကလေးနော်ပုံမှာအဲ့လိုလေးဆိုတော့တပီအိတ်ကြီးလေးကိုတော့ဟိုလိုမျိုးလေးလက်ဝဲရတနာလေးနဲ့ပုံအောင်ဒီလိုမျိုးကာကြီးပုံရင်ပိုက်ကလေးလေးနဲ့နော်အဟိုက်ကလေးနဲ့ပြီးတော့ဟိုလက်ကလေးရအောင်မလဲကိုမဆလာနဲ့ယူရယူရနဲ့လက်လုံးထောင်းလေးနဲ့ဟုတ်နော်ဟုတ်အထူဝေးသွားလိုက်မယ်နော်ပိုးထူလေးပဲဟုတ်ဟုတ်ခထောင်လေးနဲ့ခထောင်လေးနဲ့ခထောင်လေးရဲ့စိတ်နဲ့ချာဖြစ်နေပြီတမီးကိုလုံးဖို့တွေ့မရသွားစေနိုင်နေတော့ကခါပူတိမ်မပူထောင်လေးနဲ့ပူထောင်လေးနဲ့နော်အဲ့ဒါဆိုပူလှပဝါလေးကိုမှဘယ်လိုလေးဟုတ်ပဝါကတော့အမလေးအဖြူဝဲသွားမယ်အဖြူလေးခုမှဟိုဒီမှာရွှေတွေပါတော့လေအောက်ကအဲ့လိုရွှေစစ်တွေသွားမယ်ရှောက်လိုက်တော့လှုပ်လေးထည့်လိုက်ပလုတ်ကလေးတောက်ချောက်လေးဟိုရွှေတန်းလေးရွှေတန်းလေးသွားမယ်ခရစ်စတယ်ဟိုဖန်စစ်တွေပေါ့ဖန်စစ်တွေသွားလိုက်မယ်အဲ့ဒီမှာရောပါမယ်အင်ဂျီလေးမှာလည်းအလှအောင်ထူပြီးမယ်ဟုတ်ကြီးစီလေးလည်းအလှဆင်ပြီးမယ်နော်ကျင်းတဲ့ကဲမရလို့ရှင်တော့အလှဆုံးလေးရှင်းလေးပြလိုက်ရမယ်ရှင်မမင်းမြတ်ဝါစို့ပါ